အများနဲ့မတူပဲမွန်မြတ်တဲ့အလှူဒါနတွေကိုတိတ်တဆိတ်သာပြုလုပ်ခဲ့တဲ့အင်ဒရာကျော်စင်အလုံးမဲမင်္ဂလာပါမာတပန်ပရိသတ်တို့ရဲ့မင်းသမီးကြီးအင်ဒရာကျော်စင်ကတော့ခင်မိုးဖြစ်သူမင်းသားကြီးပြည်တူးနဲ့အတူတူအနုပညာအလုပ်တွေကနေအပြီးတိုင်းအနားယူသွားပြီးအေးချမ်းစွာနေထိုင်နေကြတာပါပြည်တူးနဲ့အင်ဒရာကျော်စင်ဆိုတာကတစ်ချိန်တုန်းကအနုပညာလောကမှာဒိဋ္ဌိကျအောင်မြင်ကြသလိုလူချစ်လူခင်လည်းများတဲ့အနုပညာရှင်စုံတွဲတွေဖြစ်ခဲ့ပါတယ်လက်ရှိမှာလည်းအနုပညာအလုပ်တွေတော့မလုပ်တော့ပေမဲ့ကြော်ညာအသေးစားလေးတွေရိုက်ကူးရင်းနဲ့အခြားလှုပ်ရှားမှုတွေလုပ်ရင်ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်နေထိုင်နေကြတာပါဒါကြောင့်သူတို့ဇနီးမောင်နှံကိုပရိသတ်တွေကမိမသွားပဲဒီနေ့အချိန်ထိချစ်ခင်နေကြဆဲပဲရှင်ပြည်တူးနဲ့အင်ဒရာကျော်စင်တို့ကကိုဗစ်ကာလအလွန်မှာကလေးကတာမန်မိသားစုဘဝလေးမှာပဲဖြတ်သန်းနေထိုင်ခဲ့တာကြောင့်အလူတန်းတွေလုပ်ရင်တော့တိတ်တဆိတ်သာလှုပ်ဆောင်တတ်ကြပါတယ်ပြီးခဲ့တဲ့ကာလတွေမှာအလူဒါနတွေတလျှောက်လုံးလှုပ်ဆောင်နေပေမဲ့မီဒီယာတွေကိုခေါ်ပြီးအကြီးကျယ်ချပြတာမျိုးတော့မဟုတ်ပါဘူးသူတို့မိသားစုလေးနဲ့ခင်မင်းသူအနေချင်းကိုပဲဖိတ်ကြားလေးရှိတာပါရှင်သားလေးရဲ့ရှင်ပြုရဟန်းခံပွဲမှာတော့ပုံကြီးချဲမနေပဲနဲ့သူတို့မိသားစုလေးတွေတသက်လှုပ်ဆောင်ခဲ့တာပါတနည်းပြောရရင်တော့ဖုန်ကြီးကျောင်းမှာပဲဆန်ချပြီးရိုးရိုးလေးသာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီဘက်ခင်မှာအနုပညာရှင်တွေမဆိုထားနဲ့တာမန်လူတွေတောင်မှချမ်းသာကြွယ်ဝလာရင်ပကာသနာတွေဖက်လို့အကြီးကျယ်ကိုလှူပြကြတာပါမီဒီယာတွေကိုလည်းဖိတ်ကြားပြီးတိုင်းပြည်ပြည်လုပ်နေတဲ့အချိန်နမဲကြီးအနုပညာရှင်တွေရဲ့မိသားစုကတော့ပကာသနာတွေမပါဘဲရိုးရှင်းတဲ့အလှူလေးကိုလှုပ်ဆောင်ခဲ့တာပါလက်တလုံးမှာလည်းအင်ဒရာကျော်စင်တို့ရဲ့မိသားစုကသားလေးရှင်ပြုတ်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့ကင်ဆာဆေးရုံမှာလူအယောက်200စာအတွက်တယောက်ကို3သိန်းစီလှူဒန်းခဲ့သေးတာပါကင်ဆာယောဂါဆိုတာကဒီဘက်ခေတ်မှာလူဖြစ်အများဆုံးယောဂဝေဒနာတစ်ခုဖြစ်ပြီးကင်ဆာယောဂါဖြစ်လာရင်လည်းကုသရခက်ခဲပါတယ်အထူးသဖြင့်ဆင်းရဲနွမ်းပါးသူတွေအတွက်ပိုခက်ခဲတာဖြစ်ကငွေရှင်ကြေးရှင်တွေအနေနဲ့ကတော့ငွေလန်းခင်းပြီးကုသလို့ရပါတယ်ဒါကြောင့်အင်ဒရာကျော်စင်ကကင်ဆာယောဂါဖြစ်ပွားနေတဲ့မရှိနွမ်းပါးသူတွေကိုတယောက်3သိန်းစီထောက်ပံ့ပေးခဲ့တာပါဒီလိုထောက်ပံ့လှူဒန်းပေးတဲ့နေရာမှာလည်းအကျယ်တဝင့်လှူဒန်းတာမျိုးမဟုတ်ဘူးရှင်ဘယ်မီဒီယာကိုမှလည်းအသိမပေးမဖိတ်ကြားသလိုအွန်လိုင်းပေါ်တော့မတင်ခဲ့တာပါအင်ဒရာကျော်စင်ရဲ့အလှူမှာပါဝင်ကူညီခဲ့တဲ့သူတချို့ကအွန်လိုင်းပေါ်ပြန်တင်ခဲ့လို့အများသိရှိခဲ့ရတာဖြစ်ပါတယ်အင်ဒရာကျော်စင်တို့လိုအနုပညာမိသားစုကဒီဘက်ခေတ်မှာရှားပါပဲရှင်အရာရာတိုင်းကိုဆိုရှယ်မီဒီယာပေါ်တင်ကျွေးနေကြတဲ့ခေတ်မှာဘသူကိုယ်တော့မှအသိမပေးပဲတိတ်တဆိတ်လှူဒန်းနေဆိုတာကရိုးရှင်းဖြောင့်ဆင်းပြီးမျှော်လင့်ချက်မပါဝင်ဘူးဆိုတာသိသာလှပါတယ်အင်ဒရာကျော်စင်တို့အတွက်ကတော့လှူရမလို့ဘူးဆိုတာအများသိဖို့အရေးမကြီးတော့ပဲတကယ်လိုအပ်နေတဲ့နေရာတွေမှာတနောက်တနေရာကနေအကူအညီဖြစ်ရင်ကိုကျင့်တဲ့ပီတီဖြစ်နေရတာပါဒါပေမဲ့အနုပညာရှင်တချို့ကတော့အလှူဒါနတွေလှုပ်ဆောင်ရင်အများသူကမီဒီယာတွေကိုဖိတ်ကြားနေရဆဲပဲရှင်ဒါကလည်းအလှူဒန်းတွေလှူပြမှာပိုအားပေးခြင်းကြတဲ့ပြည်သက်တွေကရှိနေကြလို့ပါဘလို့ပဲဖြစ်ဖြစ်လိုအပ်တဲ့နေရာတွေကိုတက်နိုင်သလောက်အားလေးနဲ့ဝိုင်းဝန်းလှူဒန်းပေးကြတာကတော့တကယ်ကောင်းမွန်တဲ့လုပ်ရပါပဲနော်ကင်ဆာယောဂါလိုနာတာရှည်ယောဂါတွေဆိုရင်လေဆေးကုသစရိတ်သိန်းထောင်ချီကုန်ကျနိုင်တာမလို့ဒီအချိန်မှာငွေအားကအများကြီးကိုလိုအပ်နေတာပါတသိန်းဆိုရင်လေတသိန်းအင်အားတစ်ခုဖြစ်စေတာမလို့အများကတော့အင်ဒရာကျော်စင်ရဲ့အလှူဒါနလေးကိုတာရုခေါ်ဆိုပေးနေကြတာဖြစ်ပါတယ်ကဲကြည့်ရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောအများနဲ့မတူပေမွန်မြတ်တဲ့အလှူဒါနတွေကိုတိတ်တဆိတ်သာပြုလုပ်ခဲ့တဲ့မင်းသမီးကြီးအင်ဒရာကျော်စင်ရဲ့စိတ်ထားလေးအပေါ်ဘလို့ထင်မြင်မိပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ